အခုဘယ်သွားကြမလဲ ဟိုတည်းအောက်ခိတာပေါက်ခိတာအေးဒီရောဘာသာပါဘာမှတရားကြ ဘယ်တော့မှပြောပြီးဝိုင်း ငါပြောရပါကြီး ဘာသာဖတ်က တော်တယ်ကြာစေစိုးတော့ပြီးတော့ ဖေဖေတဲတင်ငယ်ချင်းပါပါမ ဖြည်းဖြည်းစားပါဖြည်းဖြည်းစားပါ ကိုလာရတော့ ကိုလာတယ်မဟုတ်သေးဘူးနော်ဒါကြိုက်တာမားနေစီးရုံဖြစ်မဲ့ဥစ္စာကြီးကြိုက်နေတာဒီနေ့မားတယ်ပြုတ်ပါစီးရုံဖြစ်မဲ့ဥစ္စာကြီးကြိုက်နေ ဆရာငါပြောခဲ့တယ် ဗီဒီယိုရခေါ်ရနေကြတယ် ဟုတ်တယ်ဗီဒီယိုရကော့လုပ်ဟုတ်တယ်မှန်တယ် ကြည့်ရတဲ့ကောင်သမီးတယောက်ကြီးရကောတယ် ရိုက်ပါရ အေး YouTube မှာတင်ညံကြီးဆိုပြီးရှာရအောင် ဒီကြကြီးပေါက်တယ် စကွိုက်ပါမရောက်ရှိရဲ့ Subscriber 3ယောက်ရှိတယ် ဆက်ကြောက်ရအောင်ဆက်ရတာ တော်တော်ကြီးတယ်လား 900ဟုတ်လား55စကွိုက်ပါရှိ အာ ခရရ မိုးတော့ရွာတယ်မိုးဆိုမယ်နော်မိုးရွာနေတယ်ဘာချာ ဒီဒီ လိုင်းကလာဘာညာနေထားရရလောက်ဆိုဖြစ်တယ် ဟာဒီလောက်ဖြစ်တယ် ရပြီ ရဒါ တဲထားကြည့် ဘကိုးကဒါဂိုးပါရာဒိုက်ဆိုဂိုးတန်းပါရာဒိုက်ဘယ်လိုအာခဏနေပါဦးရေကူးဖို့တဲရင်ကြည့်အောင်အကိုတက်တာကြီးလားဘာဖြစ်လို့အကုန်ဖြစ် အော်အေးအကုန်ကြီး အခုအကုန်ရောက်နေရဘယ်နေရ Border Paradise အာကောင်းလာပြီပြောဟာတရေစင်သူကတော့ တွေ့တွေ့ရောက် အဲ့လို အားလုံးကြီး လူကြီး10ရောက်လူကြီး10ရောက်လူကြီး10ရောက် ခလေး2ယောက်အဲဆိုဒီမှာလူကြီးက1000ခလေးက9000 ပြီးမှငါတို့ပြင်လို့ရတယ် ကြားပြီ အကျော်လော်တွေခေါက်ဆွဲကျော်အဆုံမဲနော် ချက်သားပါ စတားပါသင်ပြေလားဟာဘူးရစိတ်ဒါဝတ်အစီ ဝစီကပေါ်လာသူအစီကျထွက်တယ် ကဲရဲဝါစိတ်တော့ဗျာအာပြီးသွားပြီတော့မီးလျှော့လိုက်မတူမင်းဒီတိုင်းလေးပြီးပိတ်လိုက်အာလူးတယ်ရဲချက်တယ်အသားနှက်ထားပြီးသား အေးသိတယ်အဲကြောင့်မီးကနည်းနည်းလျှော့တယ် ရှော့ပြီးရှော့ ဟဲ့ပါရုံပြီးတော့ပြင်မယ်တော့ပေါ့မဟုတ် ပါလဲပါပေါ့ ဒီလိုပဲဒီလိုပါ ကြာနည်းနည်းကျက်စားလို့ရရောဟိုလာနှစ်ယောက်နဲ့ရိုးနေကြတယ်နှစ်ယောက်နဲ့ရိုး ဟိုတော့ပိုင်ဆိုးကတောက်လျှောက်ရိုက်တာ ရညီမတို့ရွေးပြတ်သွားတယ်အခုဒါဖေရောက်တာဘကိုးပဲနော် ဟိုအမြန်လမ်းကိုတက်တဲ့နေရာမှာရှိတဲ့ Paradise ဟိုလား Paradise Water Park ပေါ့စင်ပြေပါတယ်1000ပဲရှိတယ်တယောက်မှာ လူကြီးကို1000ခလေးကို9000 9000ပစ္စည်းကိုလုံးပြပါတယ်အတိုက်တာယူလာလို့ရတယ်ကြိုက်ကစားလို့ရတယ် စားလို့ရ ဒီမှာလည်းမှာစားလို့ရတယ် ဖြစ်တာကိုလေးလေးကိုတယ်လာတယ် ကော်ပလင်းကိုတယ်လာလည်းဖြစ်တယ် ဘာနေတဲ့ဒီနေ့โอเคတယ် โอ ပေါ့ เคတယ် တော့အဆင်ပြေတယ် ဟုတ်ကဲ့ price ရောပါအဆင်ပြေတယ် ဟုတ်ကဲ့ เนาะလူတန်းစားအကုန်လုံးအတွက်တော့ okay တဲ့ price ဟာကောင်းတယ်ဗျာ အဆင်ပြေတယ်ဗျာ သုံး အားလုံးမတက်ပါနဲ့ဗျာ ခဏနေတော့ရေသွားကူးတဲ့ review လေးလာကိုစိတ်တော့ကပြင်းရောက်ထားမယ်ရေသွားကူးတဲ့ရေသွားကူးတဲ့ ဒီ
ပုံမိုက်တယ်ဟိုလိုရှောသွား ဘာလို့